တချင်လေးကကြတော့ဒေသရှင်ဆိုသူကနေပြီးတော့ဆိုထားပြီးတော့ဆရာမင်းချစ်သူပေးထားတဲ့ break မပါရကဆိုတဲ့တချင်လေးကိုညီမ version နဲ့ဆိုမှဖြစ်ပါတယ်အားလုံးနားဆင်ခန်းစားပေးကြပါဦးအဲ့တော့နောက်တစ်ပတ်ထပ်ဆဲမယ်နော်နောက်တစ်ခါကျအားလုံးထားကြလို့ရတယ်โอเค